阿米面豆ကျွန်တော်လုပ်ပြမယ်နော်ဆိုရင်ဒီဝါမီကိုပြုတ်ရမယ်ပေါ့ပြုတ်ပြီးတုတ်ထားရတယ်ကိုစားချင်တယ်လို့စားပလာတွေအစုံထည့်ပြီးတော့ဘယ်လိုပြောမလဲတုတ်ထားရတာပေါ့နော် salad making salad ပေါ့နော်တခါလေးတုတ်စား ready စားဖို့အတွက်လုပ်ထားပြီးဆိုရင်ဒီတိုင်းတခါလေး10မိနစ်တုတ်လိုက်လေးရတယ်ဒါမှမဟုတ်နည်းနည်းသူ့ကိုထပ်ကြော်လိုက်တာပိုကောင်းတာပေါ့နော်အဲဆိုနည်းနည်းအရသာပူပြီးစိမ့်ပေါ့နော်အဲ့လိုလုပ်ရတယ်ပြီးအဲ့လိုကြော်ပြီးရေကူကိုဒီလိုခောက်ပြီးတော့ဖြည့်ပြီးတော့နည်းနည်းမူကြော်လိုက်ပိုကောင်းပါတယ်နော်တလုံးလောက်ပေါ့စားလို့ကောင်းနော်ခါတိုင်းကတော့ဒီမှာဝက်တာတို့ချက်တာတို့နဲ့လုပ်ပြီးတော့ပူပြီးစားကောင်းနေเนาะဒါပေမဲ့ဒီတစ်ခါတော့ကျွန်တော်ဒီဇိုင်းတစ်မျိုးကျဲဦးနဲ့လုပ်ပါမယ်เนาะကျဲဦးလေးထည့်လိုက်ပြီးဝါမီကိုပြုတ်တုပ်မယ်ပြီးရင်ဒါကိုနည်းနည်းပြန်ကြော်လိုက်မယ်ပြီးရင်အဲ့မှာကျဲဦးပါထပ်ကြော်လိုက်မယ်เนาะကျဲဦးထပ်ကြော်လိုက်ပြီးဟုတ်ပြီကြည့်ထားเนาะဘယ်လောက်စားလို့ကောင်းနေဆိုတာပြီးရင်အခုဒီဟာကိုမင်းကိုကျွန်တော်ထည့်လိုက်ပြီ yes ကျွန်တော်ထည့်ပြီးခဏတော့ကြော်ထားတဲ့ဒီဝါမြစ်ကျဥကြော်လေးကိုသမင်းမှာပြန်ထည့်လိုက်မှဖြစ်ပါတယ်ပေါ့နော်ပြီးနေလိုက်ရုံပါပဲကဲအဲ့ဒါမှပူလေးစားလို့ကောင်းအောင်စားနည်းနည်းထည့်ရပါမယ်နော်စားနည်းနည်းထည့်လိုက်မယ်နည်းနည်းထည့်ပြီးဟုတ်ပြီchicken powder เนาะ chicken powder sauce ပေါ့เนาะဒါနည်းနည်းထည့်ရပါမယ်เนาะချက်တမုံပေါ့လေနည်းနည်းထည့်ပြီเนาะပြီးပြီဆိုရင်ဒီဟာကိုpepper နည်းနည်းထည့်ပြီးပိုကောင်းပါတယ်pepper ဆိုငရုတ်ကောင်းပေါ့เนาะဒီဟာနည်းနည်းခြေထည့်ရမှာဖြစ်ပါတယ်ပေါ့เนาะအခုဒီဟာကိုလက်နဲ့တေချာလူရမှာဖြစ်ပါတော့เนาะကဲအခုလက်နဲ့မွေမယ်မွေလည်းပြောလို့ရတယ်နေတာပေါ့เนาะနေလိုက်မယ်နည်းနည်းပူတယ်ပေါ့เนาะဆိုတော့နည်းနည်းလေးအေးခံထားရအောင်မှာဖြစ်ပါတယ်ပေါ့เนาะကဲအခုအဲ့လိုရောမွေထားလိုက်ပြီးနေထားလိုက်ပြီးเนาะ share ပြီးတော့ special เนาะအဲ့ဒါကိုအယောင်လူချင်းတော့အယောင်ပြင်းနည်းနည်းကြော်ထည့်ရရတယ်ဒါမှမဟုတ်စနုနည်းနည်းကြော်ထည့်ရရတယ်เนาะအဲ့ဒါပြီးရင်အခုပကံသေးကိုထည့်ပါမယ်ပကံသေးအလိုထည့်ပြီးဆိုတော့ဒီမှာကဲစင်တင်စေထားတဲ့ဒီကလာပူစင်နန်အဲ့ဒါကမင်းခွာเนาะပြီးရင်ဒါကတချို့ကတန်ကြီးမီလက်ခေါ်တယ်เนาะဒါကကြည်လူကိုတန်တက်ပေးစေတယ်ဒါကနော်အညောင်းညပြေးစေတယ်ဒါကမင်းခွာရွက်မျက်စိအာရန်ကောင်းစေတဲ့မင်းခွာရွက်ကြည့်အမြင့်ပပထိထားတယ်ဒီမှာငရုတ်တီကိုကိုတိုင်းစိုက်ထားတဲ့ငရုတ်တီကိုကိုတိုင်းစိုက်ထားတဲ့မင်းခွာရွက်ပူစင်နန်တန်ချီမြစ်ရွက်နော်အဲ့ဒါကိုခုဒါဆိုရင်ဒါကဝါမြစ်သမင်းနေတုတ်လည်းပြောလို့ရတယ်ဝါမီသမင်းတုတ်ဖြစ်သွားပါပြီပေါ့နော် bamboo shoot rice salad ကဲနောက်ဆုံးတော့ဒီကိုတိုင်းဖြောထားတဲ့ကော်ဖီလေးနဲ့တောက်မှဖြစ်ပါတယ်ပေါ့နော်ဒါ breakfast ဖြစ်သွားပါပြီကဲဒါကဝါမီသမင်းတုတ်ဖြစ်ပါတယ်ပေါ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်နေနော်